ကဲအခုလက်ရှိ AI နည်းပညာပြိုင်ပွဲကြီးဆိုတာပုံမိုက်တဲ့ချက်ပေါ်လေးတစ်ခုဖန်တီးဖို့တော့ပြိုင်နေကြတဲ့အစ်မဟုတ်တော့ပါဘူးအဲ့ဒီထက်ကိုအများကြီးပူကြီးမားသွားပါပြီ Anthropic ဆိုတာအစတော့က OpenAI ရဲ့အစားချိုးစရာပိုပြီးတတိကြီးတဲ့ရွေးချယ်စရာတစ်ခုအနေနဲ့စတင်ခဲ့တာပါဒါပေမဲ့အခုဆိုရင်တော့နည်းပညာလောကရဲ့အကြီးမားဆုံးသောကိန်းဂဏန်းဒီအရှုပ်ထွေးဆုံးမိတ်ဖက်ပူးပေါင်းမှုတွေနဲ့လုံးပန်းနေရတဲ့အခြေအနေကိုရောက်နေပါပြီဆိုတော့ဒီ AI လောကနောက်ွယ်ကတကယ်အစစ်မှန်စစ်ပွဲကြီးအကြောင်းကိုဒီရှင်းလင်းတင်ပြချက်မှာအတူတူလေ့လာကြည့်လိုက်ကြရအောင်အရင်ဆုံးရေခဲတောင်ကြီးတစ်တောင်ကိုဖြည်းမြင်ကြည့်လဲပါလူအများစုမြင်နေရတာကရေပေါ်ပေါ်နေတဲ့ထိဖြားလေးပဲလေလူတွေက Claude နဲ့ ChatGPT ကိုယဉ်နေကြတော့တကယ်တမ်းဒီ chatbot တွေကိုဒင်းအကူအညီတွေရဲ့မျက်နှာပြင်အောင်မှာအလွန်နဲ့ရှိုင်းနေရလေးဖွပြနေတာပါကျွန်တော်တို့ယဉ်နေပြီးသား Claude လို့ကြရလေးအောက်ချီမှာ AI မှာစက်မှုလုပ်ငန်းကြီးနဲ့ပထဝီနိုင်ငံရေးဆိုင်ရာစက်ရင်တရားကြီးတစ်ခုလုံးရှိနေပါတယ်တကယ်စစ်ပွဲကကွန်ပျူတာစွမ်းဆောင်ရည်လက်စစ်စွမ်းရည်ကေကွာပေါင်းများစွာအစိုးရပိုင်းရဲ့အပြုခွင့်နဲ့စိုက်ပါလုံးချုံရည်ဒါတွေကိုဘသူကအရင်ဆုံးနဲ့အများဆုံးရမလဲဆိုတာပါပဲဒီပြိုင်ဆိုင်မှုဘလောက်တောင်ကြီးမားနေလဲဆိုတာကိုသဘောပေါက်ဖို့ဒီဂိမ်းကနန်းကိုကြည့်လိုက်ပါသတင်းဒီရာဆိုရင် Anthropic ရဲ့လက်ရှိယင်းနှမြုပ်တမ်းမှုမတမ်းမီတန်ကြီးဟာဒေါ်လာဘီလီယံ900ဝန်းကျင်မှာရှိနေပါတယ်ပြီးတော့မကြခင်မှာပဲဒေါ်လာ1 trillion အထိရောက်သွားနိုင်တယ်လို့တောင်ခန့်မှန်းနေကြတာပါတကယ်လို့ data ဖြစ်လာခဲ့ရင် Anthropic ဟာ OpenAI ကိုကြော်ဖြတ်ပြီးကမ္ဘာပေါ်မှာတန်ကြီးအမြင့်ဆုံး AI startup company ဖြစ်လာပါလိမ့်မယ်စဉ်းစားကြည့်လေသူတို့ရဲ့နှစ်စဉ်ဝင်ငွေဟာလေ2024ခုနှစ်ကုန်ကဘီလီယံ9ကနေမကြခင်ဒေါ်လာ45ဘီလီယံအထိရောက်လာနိုင်တယ်လို့ခန့်မှန်းထားကြတာပါတကယ်ကိုမယုံနိုင်စရာပါပဲဒါပေမဲ့ဒီလို AI မှာဝင်ငွေခံမှန်းချက်တီတဟုန်ထိုးတက်လာတဲ့အရှင်အဟုန်တွေရှိနေပေမဲ့ Anthropic ဟာအလွန်ဆိုးရတဲ့အခက်အခဲကြီးတစ်ခုနဲ့ဝင်တိုင်းမိခဲ့ပါတယ်။အဲ့ဒါကတခြားမဟုတ်ဘူး။ဝယ်လို့အကူဖြစ်စီပေးဖို့အခြေခံအစအုပ်လုံးဝမလုံလောက်တာပါပဲ။ Cloud ကိုတုံးချင်တဲ့သူတွေအများများလွန်းတော့လိုအပ်တဲ့အသုံးပြုခွင့်ကိုအပြည့်အဝမပေးနိုင်ပဲပါဘူး။ငွေပေးထားတဲ့ Pro အသုံးပြုသူတွေတောင်မှ9နိုင်ကန့်သက်ချက်တွေနဲ့ရင်ဆိုင်နေရတယ်။ပြီးတော့ developer တွေကလည်းဒီငိမ်နဲ့ API အသုံးပြုခွင့်ကိုအသေးအံတောင်းဆိုနေကြရတယ်။ဒါဟာ AI model မကောင်းလို့မဟုတ်ပါဘူးစက်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်မလောက်ကားတဲ့ပြဿနာတပါပဲဒီပြဿနာကိုဖြေရှင်းဖို့ Anthropic ဟာတကယ့်ကိုအံ့အားသင့်စရာကောင်းတဲ့ခြေလှမ်းတစ်ခုကိုလမ်းခဲ့ပါပဲအဲ့ဒါကတော့ SpaceX ရဲ့ Colossus 1 Data Center နဲ့ AI မှာသဘောတူညီချက်ကြီးတစ်ခုလုပ်လိုက်တာပါဒီသဘောတူညီချက်အရ Anthropic ဟာတလအတွင်းမှာပဲ300 megawatt ကျော်ရှိတဲ့စွမ်းဆောင်ရည်နဲ့အတူ NVIDIA GPU အလုံးရဲ့23ကျော်ကိုအသုံးပြုခွင့်ရရှိသွားမှာပါနှစ်ချီပြီးစောင့်နေစရာမလိုတော့ပဲချက်ချင်းနီးပါသုံးလို့ရမယ့်စွမ်းဆောင်ရည်တွေရလာတာဖြစ်လို့ရင်းရရှိခဲ့တဲ့ကန့်သက်ချက်တွေကိုချက်ချင်းဖြေလျှော့ပေးနိုင်သွားတာပေါ့အခုဒီဘူးပေါင်းမှုရဲ့နောက်ွယ်ကအကြောင်းရင်းကိုကြည့်လိုက်ရင်တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်လာအတော့ကြောင့် Anthropic ကိုပြင်းပြင်းထန်ထန်ဝေးပိုင်ခဲ့တဲ့ SCI ရဲ့အပိုင်ရှင် Elon Musk ဟာအခုအခါမှာတော့သူ့ရဲ့ပြိုင်ဘက် Anthropic ကိုကမ္ဘာအင်အားအကြီးဆုံး AI supercomputer ကြီးအသုံးပြုခွင့်ပေးလိုက်တာလေသူက Anthropic ရဲ့အကြီးအကဲတွေနဲ့တွေ့ဆုံပြီးနောက်မှာအခုလိုမှတ်ချက်ပေးခဲ့တယ်ပြိုင်ဘက် OpenAI ကိုအပြင်းထန်ဆန့်ကျင်နေတဲ့ Elon Musk အညီနဲ့ OpenAI ရဲ့အကြီးမားဆုံးပြိုင်ဘက်ကိုကူညီလိုက်တာဟာသူ့ရဲ့ပုံမချက်ပြတဲ့ရည်ရွယ်ချက်ကိုအထောက်အကူဖြစ်စေတယ်ဆိုတာသိချနေတယ်။တကယ့်ကိုတွက်ကိန်းနေပါပဲ။ကဲဒီရှုံထွေးနေတဲ့အပူပေါင်းမှုတွေနဲ့ရင်ပြိုင်မှုကွန်ရက်ကြီးကိုတစ်ချက်လေ့လာကြည့်အောင် AI လောကမှာပြိုင်ဘက်တွေဆိုတာတစ်ချိန်တည်းမှာပဲမရှိမဖြစ်လိုအပ်တဲ့ပေးသွင်းသူတွေထိနေတာကိုတွေ့ရပါလိမ့်မယ်။စဉ်းစားကြည့်ပါ Anthropic ဟာ Google ရဲ့ Gemini နဲ့ပြိုင်နေပေမဲ့ Google Cloud ကိုလိုအပ်နေတယ်။အလားတူပဲ OpenAI နဲ့ Microsoft ကိုရင်ပြိုင်နေပေမဲ့ Microsoft စီကအသုံးပြုခွင့်တွေယူထားရတယ်။ Amazon ရဲ့ကိုယ်ပိုင် chip တွေနဲ့ရင်ပြိုင်နေရပေမဲ့ Amazon နဲ့ပူးပေါင်းနေရတယ်လို့ XAI နဲ့ပြိုင်နေပေမဲ့လည်း SpaceX ရဲ့စွမ်းဆောင်ရည်ကိုအသုံးပြုနေရပြန်ရော။ဒါဟာလက်ရှိ AI လောကရဲ့တကယ့်အခြေအနေမှန်ပါပဲ။စွမ်းဆောင်ရည်ကအများကြီးကြီးနေတော့ငါရန်သူငါမိတ်ဆွေဆိုရှင်းလင်းပြတာတဲ့လိုင်းတောင်မှုမျိုးမရှိတော့ပါဘူးဒီပူပေါင်းမှုတွေထဲကအကြီးမားဆုံးတစ်ခုကိုပြရရင်9နှစ်တာကာလအတွင်းဒေါ်လာ900ဘီလီယံထိသုံးစွဲမဲ့ Google Cloud နဲ့သဘောတူညီချက်ပါပဲဒီပမာဏဟာဘလောက်တောင်ကြီးမားတယ်လဲဆိုရင် Google ကတရားဝင်ကြီးညာထားတဲ့အနာဂတ်ဝင်ငွေစာရဲ့40%ကျော်ကိုစားပြုနေတယ်လို့သိရပါတယ်ဒါတင်မကတည်းဘူးနော် Google ရဲ့မိခင်ကုမ္ပဏီ Alphabet ကလည်း Anthropic မှာနောက်ထပ်ဒေါ်လာ40ဘီလီယံထိယင်းနှိမ့်မြုပ်နှံမှုရှိနေပါသေးတယ်ဒါကိုကြည့်ရင်သူတို့တွေဘယ်လောက်ထိချိဆက်နေလဲဆိုတာထင်ရှားပါတယ်နောက်ဆုံးပေါ် AI နည်းပညာတွေကိုချက်ထွင်ဖို့ဆိုတာ software ရေးရုံတက်တက်မဟုတ်တော့ပါဘူး။ရေးရှည်အတွက်ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အုံတွေ AI မှာအေးအေးပေးစနစ်တွေနဲ့လျှက်စစ်မီရရှိရေးတို့ကိုပါအသက်လွတ်ပြီးရှာဖွေနေရတာပါ။အချိန်စရာတစ်ချက်ကြည့်လိုက်အောင်။တလအတွင်းမှာ SpaceX ကစွမ်းဆောင်ရည်ရလာမယ်။2026ခုနှစ်ကုန်က Amazon ကနေ1 gigawatt ရမယ်။2029မှာဆိုရင် Google နဲ့ Broadcom ကနေ5 gigawatt အထိရရှိလာမှာဖြစ်ပါတယ်။အဲ့ဒီနောက်ဆိုရင်ဆိုတာမျိုးကြီးတစ်မျိုးစာလျှက်စစ်မီသုံးစွဲမှုနှီးပါရှိတာပါ။ဒါဟာနည်းပညာရှင်တွေကြကပြန်ခွဲတစ်ခုတည်းမဟုတ်တော့ပဲ AI မှာခြေခံအဆောက်အုံပိုင်းဆိုင်ရာပြန်ခွဲကြီးတစ်ခုဖြစ်နေတယ်ဆိုတာအထင်ဒါပါပဲ
ပြီးတော့ဒါကဘာကိုရှင်းရှင်းလင်းလင်းပြသနေလဲဆိုတော့ AI ဟာနီးပညာကုမ္ပဏီတွေကြားကကိစ္စသက်သက်မဟုတ်ပဲပထဝီနိုင်ငံရေးနဲ့ပါတိုက်ရိုက်သက်ဆိုင်လာပြီးဆိုတဲ့အချက်ပါပဲကာဇက်စတန်နိုင်ငံရဲ့အမျိုးသားယင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းကနေ Anthropic မှာဒေါ်လာ25တန်တိုက်ရိုက်ယင်းနှီးမြှုပ်နှံခဲ့ပါတယ်တခြား AI မှာ Club စာချုပ်ကြီးတွေနဲ့ရှင်ဒီမမာနာကတင်းငယ်ပြီးမဲ့နိုင်ငံတနိုင်ငံက AI ကုမ္ပဏီတစ်ခုမှတိုက်ရိုက်ရှယ်ယာဝင်လာတဲ့ဆိုတာအလွန်အရေးပါတဲ့အပြောင်းလဲပါအခုဆိုရင်နိုင်ငံတည်နဲ့အချုပ်ချာအာဏာပိုင်ရမငွေအဖွဲ့တွေကဒီ AI ကုမ္ပဏီတွေကိုတာမန် startup လေးတွေအဖြစ်မမြင်ကြတော့ဘူးမဟာဗျူဟာမျိုးအမျိုးသားအကျိုးစီးပွားတစ်ခုအနေနဲ့ရှုမြင်လာကြပါပြီ ဒီလိုဩဇာကြီးမားလာပါနဲ့အမြော့အစိုးရပိုင်းနဲ့အခြေတင်ဖြစ်မှုတွေကလည်းမလွဲမရှောင်သာပေါ်ပေါက်လာပါတယ်ဥပမာအနေနဲ့ပင်တဂွန်စစ်ဌာနချုပ်နဲ့ Anthropic အကြားကအခြေအနေကိုကြည့်ပါ American မှာအရင်အစိုးရလက်ထက်က AI ကိုစီရဲ့အတွက်အသုံးပြုရမှာလုံခြုံရေးဆိုင်ရာကန့်သတ်ချက်တွေနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲမှုတွေအကြီးအကျယ်ဖြစ်ခဲ့ပါတယ် Anthropic ဘက်ကအလိုရောက်တိုက်ခိုင်နိုင်တဲ့လက်နက်တွေနဲ့အလုံးရင်းနဲ့စောင့်ကြည့်တာတွေမှာအသုံးပြုခွင့်ကိုညှင်းပယ်ခဲ့လို့ထောက်ပံ့ရေးကွင်းဆက်လုံခြုံရေးအန်တီအဖြစ်တောင်သတ်မှတ်ခံခဲ့ရပါတယ်နောက်ပိုင်းမှာတော့ DIE ရဖြစ်ရှိမှုတွေလုပ်ခဲ့ပြီး Infiro ကနေဆွေးနွေးမှုတွေပြန်လည်စတင်ခဲ့ပါတယ်ဒါဟာနီးပညာပိုင်းဆိုင်ရာလုံခြုံရေးမူဝါဒတွေနဲ့နိုင်ငံတော်လုံခြုံရေးဆိုင်ရာလိုအပ်ချက်တွေကြားကတင်းမာမှုတွေကိုတိတိကျကျဖျက်တာနေတာပါပဲဒါဆိုရင် AI စစ်ပွဲရဲ့နောက်ထပ်အလွှာတစ်ခုဖြစ်တဲ့ Cyber လုံခြုံရေးဘက်ကိုသွားလိုက်ရအောင်ဒီနေရာမှာ Mythos လို့ခေါ်တဲ့အလုံးအကဲဆက်တဲ့ Lower AI model အကြောင်းကိုပြောပြချင်ပါတယ်Anthropic ဟာလုံခြုံရေးကိုပထမဦးစားပေးတဲ့မူဝါဒနဲ့တည်ထောင်ခဲ့တဲ့ကုမ္ပဏီဖြစ်တာမို့ software တွေရဲ့အားနည်းချက်တွေကိုရှာဖွေရမှာလူသားတွေထက်အလွန်သာလွန်လွန်းတဲ့ဒီ model ကိုအများပြည်သူအသုံးပြုခွင့်မပေးဘဲလျှို့ဝှက်ထားခဲ့ပါတယ်။တကယ့်ကိုအန်ဒီရဲ့ရှိတဲ့စွမ်းဆောင်ရည်တွေကိုအလွယ်တကူမဖြန့်ဝေဘူးဆိုတော့သူတို့ရဲ့ခိုင်မာတဲ့ယက်တီချက်ကိုပြသလိုက်တာပါပဲ။ဒါပေမဲ့ဒီလို model မျိုးမှာအလွန်ကောင်းမွန်တဲ့အလားအလာတွေလည်းရှိနေပြန်ရော။အထင်ရှားဆုံးတာတကအငီနဲ့ Mozilla အဖွဲ့အစည်းဟာဒီ Mythos model ကိုအသုံးပြုပြီးသူတို့ရဲ့ Firefox browser တွေကအားနည်းချက်ပေါင်း212ခုကိုအောင်မြင်စွာရှာဖွေပြင်ဆင်နိုင်ခဲ့ပါတယ်။ဒါဟာကာကွယ်ရေးဘက်ကကြည့်မယ်ဆိုရင် AI ရဲ့တကယ့်ကိုအားရစရာကောင်းတဲ့စွမ်းဆောင်ရည်တစ်ခုပါ။တိုက်ခိုက်သူတွေမတွေ့ခင်မှာကိုယ့်ရဲ့စနစ်တွေကို AI သုံးပြီးကြိုတင်ပြင်ဆင်နိုင်တာကြောင့် Cyber လုံခြုံရေးအဖွဲ့တွေအတွက်အချိန်နဲ့လောက်အားကိုအများကြီးသက်သာစေပါတယ်။ ဒါပေမဲ့လည်းလုံခြုံရေးပညာရှင် Bruce ရှင်းနိုင်ရကတော့သတိပေးချက်တစ်ခုထုတ်ထားပါတယ်။ဒီလိုစွမ်းဆောင်ရည်မျိုးတွေဟာ AI လောကတစ်ခုလုံးမှာပြန့်နှံ့လာနေပြီဖြစ်တဲ့အတွက် software အားနည်းချက်တွေကိုရှော့ဖွင့်နိုင်ုံတင်မကောက်ဘူးဆိုတာပါပဲ။အခွင့်ဥပဒေတွေဗဏ္ဍာရေးစည်းမျဉ်းတွေတဘာဝပတ်ဝန်းကျင်ဆိုင်ရာသတ်မှတ်ချက်တွေနဲ့ဥပဒေရေးရမှုပေါင်းတွေလိုမျိုးရှုပ်ထွေးတဲ့စည်းမျဉ်းစနစ်တွေတဲကဟာကွက်တွေကိုပါ AI ကလူထားတဲ့ထက်မြန်မြန်ဆန်ဆန်ခွဲချမ်းစေဖျားပြီးအလွယ်သုံးစားလုပ်ဖို့လမ်းစာရှာနိုင်တယ်ဆိုတဲ့အချက်ပါ။ဒါကျတို့လူအဖွဲ့အစည်းလက်ပတ်နေတဲ့စနစ်တွေရဲ့အားနည်းချက်တွေကိုအမြန်ဆုံးရှာဖွေဖော်ထုတ်နိုင်တဲ့အန်ဒီရေကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။အခုလိုကဘာမြေပေါ်က listen me နဲ့နေရာထိုင်ခွင့်ကန့်သက်ချက်တွေကြောင့်ပဲကုမ္ပဏီတွေဟာအလွန်အမင်းထုခဲ့တဲ့နည်းလမ်းတွေကိုစဉ်းစားလာကြပါပြီ။ Anthropic ဟာ SpaceX နဲ့ပူးပေါင်းပြီးကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ gigawatts အများအပြားရှိတဲ့ AI စွမ်းဆောင်ရည်တွေကိုတိစောက်ဖို့တောင်ဆွေးနွေးမှုတွေလုပ်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။နားထောင်ကြည့်ရတာအသိပြန်စိတ်ကူးရင်ဇလန်းတပူလိုဖြစ်နေပေမဲ့ကဘာမြေပေါ်ကကန့်သက်ချက်တွေကိုကျော်လွှားဖို့ကုမ္ပဏီတွေဘလောက်အထိအစွန်းရောက်တဲ့နည်းလမ်းတွေကိုစ조사နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေတာပါပဲ။ဒါကြောင့်အရေးကြီးဆုံးအချက်ကတော့ဒီမေးကောင်းပါပဲ။ Anthropic ဟာပြိုင်ဘက်တွေကိုရှင်ပြိုင်ဖို့ယင်းနှိမ့်မြုံနှံသူတွေရဲ့မျှော်မှန်းချက်တွေကိုဖြည့်ဆည်းဖို့AI မှာအခြေခံစောင့်ဝင်ကြီးတွေကိုစီမံခန့်ခွဲဖို့နဲ့အမျိုးသားလုံခြုံရေးကိစ္စရပ်တွေကိုကိုင်တွယ်ဖို့အသက်အတန်စ조사နေရပါတယ်။တစ်ချိန်တည်းမှာပဲသူတို့ရဲ့မူလခံယူချက်ဖြစ်တဲ့လုံခြုံရေးကိုပထမဦးစားပေးပြီးဆိုတဲ့ပုံရိပ်ကိုလည်းထိန်းသိမ်းချင်နေပဲ။လုံခြုံရေးကိုအလေးထားတဲ့တကွဲခန်းတစ်ခုအနေနဲ့စတင်ခဲ့ပေမဲ့အခုလို$1 trillion တန်ကမ္ဘာလုံးဆိုင်ရာစက်ရန်ချရာဒီကိုမောင်းနေရတဲ့အချိန်မှာဒီလိုဝီရိုဒီဖြစ်နေတဲ့အခြေအနေတစ်ခုကိုဘယ်လိုဟန်ချက်ညီအောင်ထိန်းချောင်းသွားမလဲဆိုတာကတော့ရှေ့ဆက်ပြီးကျွန်တော်တို့အားလုံးစောင့်ကြည့်ရမယ့်အကြီးမားဆုံးပု္ပ္ပစာတစ်ပုဒ်အဖြစ်ကြံ့ရည်နေခဲ့ပါပြီ။